အားလုံးပဲမင်္ဂလာခင်ဗျာဒီနေ့တော့ AI အကြောင်းလေးတစ်စိတ်ပြောကြည့်ပါမယ်ဘာလို့လဲဆိုတော့ AI ကတကယ်ရောတကယ်လို့ပြန်လာတာစမ်းကြည့်မယ် Okay ပါစမ်းမလဲဆိုတော့ပထမဦးဆုံး ChatGPT သုံးပြီးတီးချင်းရေးခိုင်းကြည့်မယ်ဒါဆို ChatGPT ထဲသွားကြမယ်တခုရှိတာက AI တိုင်းကတော့အကောင့်ဖွင့်တိုင်းနေပြမဖွင့်ရသေးရင်တော့ဖွင့်လိုက်ပါမယ် AI အကောင့်ဖွင့်ရင် Gmail တီးတက်လေးဖွင့်ထားရင်အကောင့်ဆုံးပါခင်ဗျာထားပါအကောင့်ဖွင့်တာကတော့တိတ်ခတ်ပါဘူး GPT ဘာလုပ်ခိုင်းမလဲဆိုတော့တချင်းရေးခိုင်းမယ်ရိုးရိုးရှင်းရှင်းပဲမြန်မာလိုရေးခိုင်းလိုက်မယ်โอเคတချင်းတော့တူရေးပြီး copy ယူပြီးနောက်တစ်ခု Suno AI နဲ့တီးချင်းဖန်တီးကြည့်မယ်ဒီမှာလည်းအကောင့်ဖွင့်ရတယ်ကျွန်တော်ကတော့ဖွင့်ထားပြီးမို့လို့ဖွင့်စရာမလိုတော့ပါဘူး။အိုးဆက်ပြီးကြည့်လိုက်ရအောင်ရမလားလို့ရတယ်ဗျာမိတ်ဆွေတို့ကတချင်းအကြောင်းဒီထက်နားလဲတဲ့သူရင်ပို့ပြီးအဆင်ပြေပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ